Great Leader are Reader ကြီးကျယ်မြင့်မြတ်တဲ့ခေါင်းဆောင်တွေကစာအုပ်စာပေတွေကိုဖတ်ရှုလေ့လာနေသူတွေလို့ဘေခဲကဆိုပြထားပါတယ်။ပြောချင်တာကဘယ်နေပေက leadership တွေဖြစ်နေပါသေးစာအုပ်စာပေကိုအုံနောက်ကနေထုတ်ပယ်ခြင်းလို့မရပါဘူး။အုံနောက်ကိုရည်သွေးပြည့်ဖို့ literature ဒီအကောင်းဆုံးကိရိယာတစ်ခုပါ။ဒီနေရာမှာကျွန်တော် literature ကိရိယာတစ်ခုအနေနဲ့ဖော်ပြထားပါတယ်။ဘာလို့ literature ကိရိယာတစ်ခုအနေနဲ့ဖော်ပြထားတယ်လဲဆိုရင်နောက်တဲ့ပုံတစ်ခုမှာမိတ်ဆွေတို့ကိုဖော်ပြပေးပါမယ်။ literature ဆိုတာဘာလဲ literature ဆိုတာစာပေပါပဲ။စာပေဖတ်ရှုသူနဲ့စာပေမဖတ်ရှုသူရဲ့အဓိကကွာခြားချက်ကဘာလဲဆိုရင် knowledge ပါပဲ။ business man တယောက်အနေနဲ့ business နဲ့ပတ်သက်တဲ့ knowledge တွေမရှိရင်အနာဂတ်ပြန်ဆိုင်မှုတွေမှာအရှုံးနဲ့ကြုံတွေ့ရပါမယ်။မိမိက business knowledge တွေကျွယ်ဝသူတယောက်ဖြစ်ဖို့ဆိုတာ business နဲ့သက်ဆိုင်တဲ့စာအုပ်တွေဖတ်မှသာလျှင်တခြားသူတွေခြေလမ်းရှင်းအောင်နေမှာပါနော်။ business man mindset depend on literature. business man mindset depend on literature. I'm here. What? Thank you.